โอเคဒီနေ့မှာတော့ကျွန်တော်တို့ကိုအောင်ရဲ့ Gunner သချင်းဖြစ်တဲ့ຫນွေဥပုံမြင့်သချင်းရဲ့ intro လေးကိုလိုက်လုပ်မှာပေါ့နော်ပထမပိုင်းမှာသူက plugin လေးတွေနဲ့ခေါ်လေးတွေကိုတီးနေတဲ့အချိန်မှာပြီးရင် intro လေးပေါ့နော်အဲ့အားလေးကိုကျွန်တော်တို့လေ့ကျင့်မှာပေါ့နော်ဘာလို့လေ့ကျင့်ရလဲဆိုတော့ကျွန်တော်တို့တေချာဒီဟာလေးကိုလေ့ကျင့်လိုက်ပြီဆိုရင်ကျွန်တော်တို့ e-media scale ရဲ့ဟာလေး scale တစ်ခုကိုလည်းထပ်ရသွားတဲ့သဘောမျိုးလေးပေါ့နော်အဲ့တော့ဒီကောင်ကမွေးရဲ့ EG ဖြစ်တဲ့အတွက်သူကE major scale တွေကပဲကျွန်တော်တို့ lead ကိုလုပ်မယ်လုပ်တဲ့ခါကျတော့ E ကိုရှာတဲ့ခါကျဒီမှာကျွန်တော်တို့ဒါ E ပဲပေါ့နော်ဘာလို့လဲဆိုတော့ဒါ A ဒါ B B နဲ့ C ကရဲ့ C နဲ့ D ကတစ်ခွက်ကျော်နော်ပြီးရင် D နဲ့ E တစ်ခွက်ကျော်ဒီမှာ E အဲ့ E ကိုဒီလိုကိုင်းနေဆိုရင် D ကစတီးမှာပေါ့နော်ဒါ E ဘာလို့ဟုတ်မဟုတ်တရားကြည့်လိုက်နံပါတ်5ကျိုးကပါကြလွတ်ကျိုးကတီးမယ်ဆိုရင်ဒီကောင် A ကျိုးဖြစ်တယ် A ပြီးဘာလာမလဲ A ပြီးရင် B A နဲ့ B နဲ့တစ်ခွက်ကျော် B B နဲ့ C ကရဲ့ C နဲ့ D တစ်ခွက်ကျော် D နဲ့ E တစ်ခွက်ကျော်အားကြောင့်မို့လို့5ကျိုးရဲ့9နံပါတ်က E ဖြစ်တယ်အဲ့ဒီကနေစပြီးရည်တဲ့ဒိုမီပါရည်တဲ့ခါကျရင် E ရဲ့ဒိုမီပါဘာဖြစ်လို့လဲဆိုတော့5ကျိုးပါဆိုရင်ခွန်ကိုပြီးရင်4ကျိုးပါဆိုရင်6ခွန်ကိုဒိုရီမီပါဆို4ကျိုးပါဆို6ခွန်ကို3ကျိုးမြောက်ပါဆိုရင်6ရှိကိုအဲ့တော့ဒိုရီမီဖာဆိုလာဒီဒိုအဲ့တော့သူ့ရဲ့ intro မှာအဲ့ဒါကိုပဲတီးသွားတာဒိုရီမီဖာဆိုလာဒီကိုပဲအမြန်လေးတီးမယ်သူကြတော့အနှေးပြမယ်နော်ဒီနံပါတ်5ကျိုးကစမယ်တို့အပေါ်တက်နှုတ်ကိုလည်းတစ်ချက်ကြည့်ကြည့်လိုက်နော်အဲ့လေအမြန်တီးလိုက်တာရီမီဖာဆိုဒိုရီမီဖာဆိုနော်ခွန်ကို5ကျိုးရဲ့ခွန်ကို4ကျိုးရဲ့6ခွန်ကိုအဲ့လိုလေးဖြစ်မှာနော်အဲ့ဒါရပြီဆိုရင်အောက်3ကျိုးမှာသွားတီးမယ်9 8အဲ့နှလုံးပဲတီးမယ်3ကျိုးမှာအဲ့နှလုံးပြီးရင်4ကျိုးမှာ9လက်တန်းလေးခုန်တက်မှာနော်ပြီးတဲ့ခါကျရင်4ကျိုးရဲ့6ကွက်မှာလက်ညှိုးနဲ့တော့ဖိပြီးတော့6 9လက်တန်းနဲ့နော်ပြီးရင်3ကျိုးရဲ့6အဲ့လေးရပြီဆိုရင်လေးပဲနော်ပြီးတဲ့ခါကျရင်ခုနကစကေးကိုပဲပြန်တက်မှဖြစ်တယ်တဲ့ခွန်6 4ကျိုးရဲ့ခွန်6ပြီးရင်5ကျိုးရဲ့9ပြီးတဲ့ခါကျရင်5ကျိုးရဲ့ခွန်6ပြီးရင်6ကျိုးရဲ့9အဲ့ဒါလေးပြန်တက်သွားတာနော်အဲ့ဒါလေးလော်လေးပဲနော်အဲ့ပြီးရင်ကျွန်တော်ရဲ့ hammer ပေါက်မယ်5ကျိုးရဲ့9ကနေ9ကို hammer ပေါက်ဒီကောင်ကျတော့ hammer ပူရောပေါ့နော် hammer လေးပေါက်လိုက်တယ်ပြီးရင်9ကိုပုတ်ဆွလိုက်တယ်ပြီးတဲ့ခါကျရင်လက်ညှိုးကရက်မနေဘူးခုန်တက်မယ်6ကျိုးရဲ့9ကိုအဲ့တန်ရမှာနော်ပြီးတဲ့ခါကျရင်5ကျိုးရဲ့9ကနေ17ကို hammer ပေါက် hammer ပူရောတယ်ဗျနော်အဲ့တိုင်းလေးပြီးရင်4ကျိုးရဲ့97ပြီးတဲ့ခါကျရင်4ကျိုးရဲ့6ပြီးရင်တစ်ချက်စဆိုလို့ရပြီနော်လွယ်လေးပဲနော်အဲ့တိုင်းလေးဖြစ်ပါနော်ဒီနေရာလေးကhammer ပေါက်လိုက်ရတယ်အတန်ပိုလာခြင်းကိုမောင်ကိုစိတ်ကြိုက်လို့ပေါ့နော်အဲ့လိုတီးရရတယ်နော် hammer ပေါက်မယ်ပြီးလွတ်ပြီးတော့ကိုပြန်တီးရရတယ်အဲ့တိုင်းလေးရရနော် okay